ရေးမြို့နယ်တွင်ခင်မွန်းဖြစ်သူ၏တိုင်ကြားမှုကြောင့်ငွေကျပ်1000တန်ငွေဆက်ကူအတူထုတ်လုပ်သုံးစွဲနေသောဇနီးဖြစ်သူဖမ်းဆီးခံရအားလုံးပဲမင်္ဂလာပါ Audio ဘိုင်ကွီးစော် Channel ကနေကြိုဆိုလိုက်ပါတယ် Channel လေးကို Like and Subscribe မနှိပ်ကသေးရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ် Line ပေါ်မှာပြန့်နှံ့နေတဲ့ဒီသတင်းလေးကိုဖတ်ပြပေးလိုက်ပါတယ်မွန်ပြည်နယ်ရေးမြို့နယ်နှစ်ကရင်ကျေးရွာတွင်အိမ်အကူကိုခိုးယူထွက်ပြေးပေါင်းသင်းနေသောခင်မွန်းဖြစ်သူ၏တိုင်ကြားမှုကြောင့်ငွေကျပ်1000တန်ငွေဆက်ကူအတူထုတ်လုပ်သုံးစွဲနေသောဇနီးဖြစ်သူမတ်မြူလင်းလင်းဖမ်းဆီးခံလိုက်ရတဲ့အကြောင်းနှစ်ကရင်ကျေးရွာမှပြည်သူတချို့ကပြောကြားပါတယ်စက်တင်ဘာ17ရက်မွန်ပြည်နယ်ရေးမြို့နယ်နှစ်ကရင်ကျေးရွာ9ရပ်ကွက်တွင်ငွေကျပ်1000တန်ငွေဆက်ကူများကိုအတူပြုလုပ်သုံးစွဲနေသောအသက်28နှစ်အရွယ်မတ်မြူလင်းလင်းကိုဖမ်းဆီးရရှိခဲ့ကြောင်းဖမ်းဆီးရရှိပုံမှာရေးမြို့နယ်ရဲစခန်းသို့နှစ်ကရင်ကျေးရွာတွင်အမျိုးသမီးတဦးကငွေဆက်ကူ1000တန်အတုများထုတ်လုပ်သုံးစွဲနေသည်ဆိုသောသတင်းပေးတိုင်ကြားချက်ရရှိခဲ့ကြောင်းထို့ကြောင့်ရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းရှာဖွေရာမတ်မြူလင်းလင်းကိုငွေဆက်ကူ1000တန်320ကျော်ဖြင့်ဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါသည်ယောက်ျားကအိမ်ပေါ်ကိုခေါ်ပြီးခိုးပြေးသွားတယ်ပြီးတော့သူကရဲစခန်းကိုဖုံးဆက်ပြီးသူမိန်းမကငွေတုထုတ်နေတယ်ဆိုပြီးတိုင်တာအဲ့ဒီမှာအဖမ်းခံရတာကားဝယ်သွားရင်အဖမ်းခံရတယ်ဆိုတာမဟုတ်ပါဘူးအိမ်မှာပဲရဲကဝင်စစ်ပြီးဖမ်းသွားတာပါနှစ်ကရင်ကျေးရွာအမှတ်9ရပ်ကွက်မှဒေသခံပြည်သူတဦးကပြောဆိုတာပါငွေဆက်ကူ1000တန်များထုတ်လုပ်သုံးစွဲနေသောအမျိုးသမီးကိုစစ်ဆေးရာတွင်ရခင်ကလေးကရင်းကဲ့သို့ငွေတုများထုတ်ယူသုံးစွဲခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပြီးတော့အဓိကအားဖြင့်ကာလာပရင်တာကိုအဓိကအသုံးပြုကြောင်းဆက်ကူကိုမူငွေဆက်ကူနှင့်အနည်းဆက်ဆုံးတူစေရန်ပြုပြင်ပြောင်းလဲယူကြောင်းသိရှိရပါတယ်ဒီသတင်းလေးနဲ့ပတ်သက်ပြီး line ပေါ်မှာရေးတင်ထားတာလေးကိုဖတ်ပြလိုက်ခြင်းဖြစ်ပါတယ်ငွေဆက်ကူတူတွေနဲ့ပတ်သက်ပြီးတော့လည်းသတိထားနိုင်ကြပါစေဗျာကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစရာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ Audio ဘိုင်ကွီးစော်ပါ